안녕하세요, 여러분. 연세 코리아 레벨 11과 1과 2한 챕터 1 유닛 2리고 덤비 마피바래. 그라마리고 라지아오. 그라마리가 입니까? 입니까? 소래 그라마리가로 미고 어메리 피바래. 입니다리가로 အရင်နေ့ကတမိသားဖြစ်တဲ့ imita က အဖြစ်ဖြစ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ imika ကတော့ဖြစ်ပါသလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။သူ့ကိုတော့ noun အနေနဲ့တွေ့သုံးပါတယ်။ noun တွေဖြစ်တဲ့သက်ရှိသမဲ့တွေလူတွေတိရစ္ဆာန်လေးတွေပစ္စည်းတွေပေါ့နော်ဒီလို noun တွေနဲ့အနောက်မှာ imika လေးကိုလိုက်ရပါတယ်။အဲ့တော့ဒီ imika မှာဆိုရင်အသက်ပါမပါသုံးလို့ရပါတယ်။အသက်ဆိုတာကဒီ B တွေရဲ့အောက်မှာပါတဲ့အသက်ပေါ့နော်ကိုယ့်ရဲ့နောက်ရဲ့နောက်ဆုံးစကားလုံးကိုကြည့်လိုက်ရင်သူ့ရဲ့အောက်မှာအသက်ပါမပါကိုကြည့်ရတယ်။အဲ့အောက်မှာအသက်ပါခဲ့တယ်ဆိုရင်လည်းသုံးလို့ရတယ်။မပါခဲ့ရင်လည်းသုံးလို့ရပါတယ်။ 이미가가. အဲ့တော့보기를ကြည့်ကြည့်မယ်. 이번이 어느 나라 사람입니까? 이번이 디보고와 어느 배 나라서 배နိုင်ငံပေါ့နော်. 배နိုင်ငံ 사람입니까?ဆိုတော့ 사람과 디니아마 루루를အဓိပ္ပာယ်ပြန်လို့ရပြီးတော့ လူမျိုးလို့လည်းအဓိပ္ပာယ်ယူလို့ရပါတယ်. ဒီမှာကတော့ 나라 사람လို့ပြောထားတဲ့အတွက်ကြောင့်မလို့ နိုင်ငံလူလို့မပြောတော့ဘူး. နိုင်ငံလူမျိုးလို့ပဲဘာသာပြန်ပါမယ်. 이번이 어느 나라 사람 나우의အနောက်မှာ 이미가 လေးကိုကပ်လိုက်တော့ လူမျိုး 이미가 ဖြစ်ပါသလဲဆို မေးခွန်းလေးဖြစ်သွားပါတယ်. ပြန်ဖတ်ကြည့်အောင်. 이번이 어느 나라 사람입니까? အတန်လေးကူဖတ်ပါတယ်. 사람입니까? ဘယ်နိုင်ငံ လူမျိုး ဖြစ်ပါသလဲ? 여러분은 다 소ရင် ဘယ်လိုမျိုးလေးပြန်ဖြေလို့ရမလဲ? 이미다 လေးနဲ့သုံးပြီးတော့.ကျွန်တော်ကတော့ မြန်မာလူမျိုးဖြစ်ပါတယ်ဆိုရင် ဘယ်လိုဖြေလို့ရမလဲ? 저는 미얀마 사람입니다. ဟုတ်ပြီနော်? 저는 미얀마 사람입니다. 다리နဲ့ပြန်သုံးလိုက်ရင်တော့ တီးဆိုပြီးဖြစ်သွားပြီးတော့ ကျွန်တော်ကတော့ မြန်မာလူမျိုးဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပြောလို့ရပါတယ်.နောက်တစ်ခု 지금이 2시입니까? 지금이 အခု 지금ဆိုတာအခုဆိုတဲ့အဓိပ္ပာယ်ရပါတယ်. 이가 가ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်. 지금이 aku가 2 ဆိုတာက 2ကိုပြောပါတယ်. 2시ဆိုတော့ 2နာရီ 이미가 ဖြစ်ပါသလားတဲ့. aku가 2နာရီလားဆိုပြီးတော့မေးခွန်းလေးမေးလိုက်တာပါ. ဒီ 2시 ရဲ့နေရာမှာကိုမေးချင်တာလေးတွေထည့်ပြီးမေးလို့ရတယ်ပေါ့နော်. ဥပမာ 18 이미가 လို့မေးလို့လည်းရတယ်. ဒါဆိုရင် 3နာရီလား. ဟုတ်ပြီနော်. ဒီလိုမျိုးလေးတွေမေးခွန်းလေးတွေမေးလို့ရတယ်. noun လေးတွေထည့်ပြီးတော့ noun လေးတွေရဲ့အနောက်မှာ 이미가 လေးကိုလိုက်လိုက်ရင်ဒီ noun ဖြစ်ပါသလားဆိုပြီးတော့မေးခွန်းလေးတွေမေးလို့ရတယ်ပေါ့နော်.နောက်တစ်ခုကတော့ 여기가 춘천입니까? 디니아가 춘천입니까? 디니아가 춘천라တဲ့ ကိုရီးယားရဲ့မြို့တစ်ခုဖြစ်တဲ့ 춘천မြို့လားလို့မေးလိုက်တာပေါ့နော်. ဒါမှမဟုတ်ရင်ကိုက 서울လားလို့မေးလို့ချင်း 여기가 서울입니까? 디니아가 서울라ဆိုပြီးတော့လဲကြားထဲမှာထည့်သုံးပြီးမေးလို့ရပါတယ်. 이 책은 디 책가러 누구 책입니까? 이ဆိုတာဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်. ရှေ့ဆုံးမှာသုံးထားတဲ့ 이တွေကဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်. grammar မဟုတ်ပါဘူး. noun တွေရဲ့အနောက်မှာတွဲထားတဲ့ 이တွေကဒါ가ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်. ဒီဒုတိယစာကြောင်းမှာကြည့်လိုက်မယ်ဆိုရင် 지금이 noun ရဲ့အနောက်မှာ 이 သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ သူက grammar ဖြစ်ပါတယ်. အခုကလို့ပြောချင်တာပါ. 이 가ဆိုပြီးတော့ရှိပါတယ်. เนาะအဲ့တော့ဒီ 이가가ဘာအဓိပ္ပာယ်လဲဆိုတော့ 가ဆိုတဲ့အဓိပ္ပာယ်ပါ. 이가가 가ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်. အသက်ပါရင် 이 နဲ့သုံးပြီးတော့ အသက်မပါရင် 가 နဲ့သုံးတယ်. noun ကိုကြည့်လိုက်တယ်. သူ့ရဲ့နောက်ဆုံးစကားလုံးကအောက်မှာအသက်ပါတဲ့အတွက်ကြောင့်မလို့ 이 နဲ့သုံးပါတယ်. ဒီနေရာမှာဒါအသက်မပါဘူးဆိုရင်တော့ 가 နဲ့သုံးပါမယ်. သူ့ရဲ့အဓိပ္ပာယ် 이가 ရဲ့အဓိပ္ပာယ်က 가 ဆိုတဲ့အဓိပ္ပာယ်ပါ. အခုက နင်က အဖေက အမေက ခွေးလေးက ဒီလိုမျိုးလေးတွေသုံးလို့ရပါတယ်. အဲ့တော့ပြန်ကြည့်မယ်. ဒါပထမဆုံးရှေ့ဆုံးမှာရေးထားတဲ့အဓိပ္ပာယ်က grammar မဟုတ်ပါဘူး. 디 ဆိုတဲ့အဓိပ္ပာယ်ပါ. အဲ့တော့ 이 책은 디 사옥가더 누구 책입니까? ဘသူ 사옥ဖြစ်ပါသလဲ? 책가 noun ဖြစ်တဲ့အတွက်ကြောင့်မလို့ အသက်ပါမပါကြည့်စရာမလိုဘူး. တန်းပြီးတော့ 이미가 လေးကိုကတ်လိုက်ရင် 사옥 ဖြစ်ပါသလားဆိုပြီးတော့ဖြစ်သွားတယ်. 이 책은 누구 책입니까? 디 사옥가더ဘသူ 사옥 ဖြစ်ပါသလဲ? 디 책은အရင်သင်ခန်းစာမှာသင်ဘူးတဲ့ 언는ဆိုတာ 가로 ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်. အဲ့တော့ 디 사옥가더ဘသူ 사옥 ဖြစ်ပါသလဲဆိုပြီးအပြည့်စုံဘာသာပြန်ရမယ်. နောက်တစ်ခု 오늘이 오늘ဆိုတာက ဒီနေ့ဖြစ်ပါတယ်. အဲ့တော့ 오늘 ဆိုတဲ့ဒီအချိန်ရဲ့ noun ရဲ့ပေါ့နော်. ဒီအချိန် noun ရဲ့အနောက်မှာ 이 လေးသုံးထားတယ်. ဒါကခုနကပြောခဲ့တဲ့ 이가 ဆိုတဲ့ 가 ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်. 오늘가 အသက်ပါတဲ့အတွက်ကြောင့်မလို့ 이 နဲ့သုံးထားတယ်. 오늘이 ဒီနေ့က 며칠ဆိုတာက ဘယ်ကနေလာခဲ့တာလဲဆိုရင် 몇 일간에လာခဲ့တာဖြစ်ပါတယ်. ဒါ 몇ဆိုတာ ဘယ်လောက်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့. 일ဆို ဘယ်ရက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်. အဲ့ဒါကိုမှပေါင်းရေးလိုက်ပြီးတော့ 며칠ဆိုပြီးတော့ဖြစ်သွားတာဖြစ်တယ်.
ဟုတ်ပြီနော်အဲ့တော့ခြားတက်ကအနောက်ကအောက်ကိုနေရာယူသွားပြီးတော့သူ့ရဲ့အတန်ထွက်တိုင်းရေးထားတာဖြစ်တယ်ရေးထားတာကလည်းမျောချီလို့ပဲရေးမယ်အတန်ထွက်ရင်လည်းမျောချီလို့ပဲရေးမယ်ပေါ့နော်ဒီလိုမျောအီလို့အများစုကတော့မသုံးကြပါဘူးအဲ့တော့ onori မျောချီဒီမီကအခုဒီနေ့ကတော့တဲ့ဘယ်နှစ်ရက်နေ့လဲလို့မေးလိုက်တာဒီနေ့က onori ဒီနေ့ကမျောချီဒီမီကဘယ်နှစ်ရက်နေ့ဖြစ်ပါသလဲတဲ့အဲ့တော့ဒီအတန်ထွက်လေးတွေကကိုထွက်ပါမယ်နော်မျောချီဒီမီကချက်ကိမီက 춘천입니까?ဒီမှာဆိုရင်အတန်ကူးစရာမလိုဘူးပြီးတော့사람입니까?အတန်လေးတွေကိုပြီးတော့ထွက်ပါမယ်ဒါဆိုရင်တော့ဒီ grammar လေးကိုရမယ်လို့ထင်ပါတယ် noun တွေရဲ့အနောက်မှာလိုက်မယ်အသက်ပါမပါကြည့်စရာမလိုဘူးတမ်းမီ imica လေးကိုကလိုက်မယ်기분은 웨이시 아버지입니까? ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတော့ဝေကြီးရဲ့အဖေဖြစ်ပါသလားဆိုရင်မေးလိုက်တာဖြစ်တယ်ရမယ်နော်ခေါင်းစဉ်လေးကိုဖတ်လိုက်မယ်어느나라사람입니까 어느나라사람입니까ဘယ်နိုင်ငံလူမျိုးဖြစ်ပါသလဲတဲ့ဘယ်ဝါလေးကိုတစ်ချက်ကြည့်ပြီးတော့ပြောကြည့်ရအောင်어느 나라 사람입니까? ဘယ်နိုင်ငံလူမျိုးဖြစ်ပါသလဲတဲ့ real ကမေးလိုက်တယ်ပေါ့နော်သူက real ဒီပုံလေးကိုကြည့်မယ်ဆိုရင် real နဲ့ James နဲ့အပြန်အလှန်မိတ်ဆက်ပြီးတော့ပြောနေကြတဲ့ပုံလေးဖြစ်တယ်အဲ့တော့ real ကနေ어느 나라 사람입니까? ဘယ်နိုင်ငံလူမျိုးဖြစ်ပါသလဲတဲ့ဘယ်နိုင်ငံလူမျိုးလဲမေးတဲ့အတွက်ကြောင့်မလို့ကိုယ်နိုင်ငံကိုဖြေမယ်ပေါ့နော်ကိုယ်အဲ့နိုင်ငံလူမျိုးဆိုတဲ့အကြောင်းဖြေမယ် James ကမီကူဆာလမ်ဖြစ်တဲ့အတွက်ကြောင့်မလို့မီကူဆာလမ်မီမီတာလို့ပြန်ဖြေလိုက်တယ်တကယ်လို့ယောရောဘုန်းတို့ကမြန်မာစာတန်းဖြစ်နေရလားဂျုံကုစာတန်းဖြစ်လားဂျုံကုတရုတ်လူမျိုးဆိုရင်ဂျုံကုစာတန်းမိတာလို့ပြန်ဖြေလို့ရတယ်ကိုကမြန်မာလူမျိုးဆိုရင်တော့မြန်မာစာတန်းမိတာလို့ပြန်ဖြေလို့ရမယ်ဟုတ်ပြီ reaction တို့ဂျုံကုစားတဲ့မိမိက real ကတော့ဂျုံကုဆိုတာတရုတ်ကိုပြောတယ်ဂျုံကုလူမျိုးလားစားတဲ့မိမိကဆိုတရုတ်လူမျိုးလားလို့မေးလိုက်တယ်အဲ့တော့ real ကနေအာနီရောမဟုတ်ပါဘူး저는 일본 사람입니다 저는 일본ဆိုတာဂျပန်ကိုပြောတယ်사람ဆိုတာလူမျိုးကိုပြောတယ်အဲ့တော့전 일본 사람ဆိုရင်ဂျပန်လူမျိုးကိုဆိုလိုချင်တယ်저는 일본 사람입니다ကျွန်တော်ကတော့ဂျပန်လူမျိုးဖြစ်ပါတယ်제임스ကနေ그렇습니까?အဲ့လိုမျိုးလားဆိုပြီးတော့မေးလိုက်တယ်ပြန်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလားဆိုပြီးပြောလိုက်တာပါဟုတ်ပြီအဲ့တော့ပြန်ပြီးတော့ဖတ်ကြည့်ကြရအောင်어느 나라 사람입니까? 미국 사람입니다. 리에시는 중국 사람입니까? 아니요, 저는 일본 사람입니다. 그렇습니까? ဟုတ်ပါပြီ여러분도ဒါဆိုရင်တော့အောက်ကနာရာဆိုတဲ့နိုင်ငံလေးတွေကိုတစ်ချက်သွားပြီးတော့ကြက်ကြည့်ရအောင်နာရာနိုင်ငံတွေကိုပြောပါတယ်영국ဆိုတာကအင်္ဂလန်ကိုပြောတာပါယောယောငါတက်ရောင်ခါဟုဂါတက်ကို영국ဆိုတာအင်္ဂလန်ကိုပြောပြီးတော့ဒါဟုတို့ဂါတက်တို့အီရာတက်အီ독일ဆိုတာကကြတော့ဂျာမနီကိုပြောတာဖြစ်တယ်ရာအော်ရောစာရီရှိရုရှားကိုပြောတယ်အိုင်နာတက်အင်ဒါဟုတို့အင်ဒိုအိန္ဒိယကိုပြောတယ်자우중하다종 가오구 가다구 종구ဆိုတာတရုတ်ကိုပြောတယ်태국 타의 태 가오구 가다구 태국ဆိုတာ 타임ပါ 한국가 자러 공디래 코리아 일본 아이라다 일 바오나다본 일본 재팬ဒီမှာဆို ခဏခဏ မှားကြပါတယ် 바오 နော် 바오 မဟုတ်ပါဘူး 일본가 ပြီးတော့ 미국ဆိုတာ 아메리카 US ကိုပြောတယ် 호주ဆိုတာက 따바이ကောင်တွေပေါ်တယ် 호주 오스트레일리아 ကိုပြောတာဖြစ်ပါတယ် ဒီမှာဆိုရင်ခု9ခုရှိပါတယ်영국 잉글랜드 한국 코리아 중국တရုတ်태국 타이 미국 아메리카ဒီ9ခုလေးကိုတခြားလေးကြက်ထားပါမရောသွားစေပါနဲ့ဟုတ်ပြီအဲ့တော့ချိန်နဲ့အတူ exercise လေးလုပ်ကြည့်ရအောင်ဒီမှာဆိုရင်ပထမဆုံးပုံလေးတွဲပေးထားရယ်နော်ဟိုဂျူကိုတွဲပေးထားတယ်ဟုတ်ပြီအဲ့တော့ဂျုံကုဆိုရင်ဒီပုံလေးတွေကဘယ်ပုံဖြစ်မလဲမှန်တယ်ဂျုံကုကကြတော့တရုတ်ဆိုတော့ဘာဖြစ်မလို့မဟာတတိုင်းကြီးဖြစ်မှာပေါ့ဟန်ကုကတော့ဒီနန်းတော်ကြီးဖြစ်မယ်အီလဘွန်ကအောက်မှာဒီဝတ်စုံလေးနဲ့ဂျပန်ဝတ်စုံလေးဖြစ်တဲ့အတွက်အီလဘွန်မီကုကကြတော့အမေရိကဒီလေးပါတီရုပ်ကြီးပေါ့နော်အဲ့တော့ဒါလေးကိုရမယ်နော်ဟုတ်ပြီအဲ့တော့이미가ဆိုတဲ့ grammar လေးကိုသုံးပြီးတော့မေးခွန်းလေးတွေလုပ်ကြည့်မယ်နော်그림은 보고 질문하십시오. 뻥고 찌비로 메고 메비바 래. ပထမဆုံး 보기 လေးမှာဆိုရင် သူကဂျပန်အကောင်မလေးပုံလေးပြထားတယ်အတွက်ကြောင့်မလို့ ဂျပန်လူမျိုးလားဆိုရင်မေးပေးရတယ် 일본 사람입니까? ဂျပန်လူမျိုးလားဆိုရင်မေးပေးတယ် ဟုတ်ပြီဒီပုံလေးကဘာပုံလေးဖြစ်မလဲ အိန္ဒိယပုံလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုမေးကြမလဲ 네, 맞아요. 인도 사람입니까? 로 고아 메로야매. 디마자로 코리아란이ဖြစ်တဲ့ အတွက်ကြောင့်မလို့ တီးပြီးသားပဲ ဖြစ်မယ်. 바로 한국 사람입니까? 헛비. ဒီ လေးပါးဒီရုပ်ကြီးကိုမြင်တော့ဘာဖြစ်မလဲ? 응?
네, 맞아요. 잘했어요. 발레 미국 사람입니까? 로 메로 야매. 에러 뒷봉리가 잡아 펴매로. 네, 와인이요, 너. 도끼 자머니 펴마 보노. 에러 자머니 다가 따발 강리 보러 우주 펴라이메노.ကဲအဲ့ဒါလေးတွေကို exercise ပေါ်တင်မှာရေးထားပါဂရမန်ပုံကိုမူကိုထဲထဲပါရှိပြပုံကိုကြည့်ပြီးတော့သူကမေးပြီးတော့ပြန်ဖြေခိုင်းတာမုတ္တာမဥမူဓာတ်မုတ္တာဆိုတာကကြတော့မေးသည်ဆိုတဲ့အဓိပ္ပာယ်ဒေတပ်ဖာတာဒါရဲ့တဲ့ဒါအာတာဘာတက်တပ်ဒေတပ်ဟာအာဟာဒါအာတာဒေတပ်ဖာတာဆိုတဲ့ verb ကြီးရှိရပါတော့ဒီဟာအဓိပ္ပာယ်ကကြတော့ပြန်ဖြေသည်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့မေးခွန်းကိုကြည့်ပြီးတော့မေးပြီးတော့ဖြေပေးပါလို့ပြောတာပုံလေးကိုကြည့်မယ်သူကတားပိုက်ကောင်လေးတွေနဲ့เนาะအဲ့တော့သူကမေးခွန်းလေးမေးလိုက်တယ်မိကုစားတဲ့မိကားတဲ့မိကုစားတဲ့ဟုတ်လားမဟုတ်လားကြည့်လိုက်ပုံထဲမှာမဟုတ်ဘူးเนาะတားပိုက်ကောင်လေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မဟုတ်ဘူးဆိုတာဘာလို့ပြောမလဲဆိုရင်အာနိယိုလို့သုံးမယ်မဟုတ်ဘူးဆိုရင်အာနိယောတကယ်လို့ဒါဟုတ်ခဲ့ရင်ဘယ်လိုသုံးမလို့နာအောဤနဲ့ဟုတ်တယ်เนาะဒါလေးနဲ့သုံးမယ်အဲ့တော့အာနိယောဟိုဂျူစားတဲ့မိသားတဲ့မဟုတ်ပါဘူးဒါတော့ဩစတြေးလျလူမျိုးပါလို့ပြန်ဖြေထားတယ်ကဲအဲ့တော့ဒီဘေးကဟာလေးတွေလည်းကွာကို exercise လေးတွေလုပ်ကြည့်ပါနော်여러분의 이름과 구체적인 쓰십시오. 네, 여러분 이름이 뭐예요? 네, 이름ဆိုတာအမည်ကိုပြောတာเนาะဒါအမည်ကဘာလဲဆိုရင်ကိုယ့်ရဲ့အမည်လေးကိုထည့်လို့ရတယ်ဥပမာကြော့ဆိုကြော့ပေါ့เนาะဖြူချင်းဒီလိုမျိုးလေးကြီးချင်းဒီလိုမျိုးလေးထည့်လို့ရတယ်good jobဆိုတာကနိုင်ငံသားကိုပြောချင်တာနာတာနိုင်ငံသားကိုပြောချင်တာเนาะအဲ့တော့ကိုကမြန်မာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာမြန်မာလို့ပြောလို့ရတယ်နော်저는 미얀마 사람입니다. အဲ့တော့ 이름လေးနဲ့နိုင်ငံလေးနဲ့ကိုဒီမှာပြောကြည့်မယ်ဆိုရင် 안녕하십니까? 제 이름은 로라입니다. 캐나다 사람입니다. အဲ့တော့ 안녕하십니까? မင်္ဂလာပါ 제 이름은 ကျွန်တော်နာမည်ကတော့ 로라 ဖြစ်ပါတယ်. 캐나다 လူမျိုးဖြစ်ပါတယ်လို့ပြောထားတယ်. အဲ့တော့ 여러분은 ဒီနေရာမှာ မိတ်ဆက်လို့ရတယ်. 안녕하십니까? 제 이름은 퓨즈입니다. 미얀마 사람입니다. ဟုတ်ပြီနော်? ဒါဆိုရင် 인터뷰 မှာဒါဆိုရင်အမှတ်စရပြီပေါ့နော်ဒါမိတ်ဆက်နိုင်တဲ့ကိုယ့်နာမည်ပြောနိုင်တဲ့လူမျိုးပြောနိုင်တယ်ဆိုတော့ဒါအမှတ်စရပါပြီအဲ့တော့여러분ဒါလေးကိုလေ့ကျင့်ထားပေးပါနော်여러분ဒါလေးကိုလေ့ကျင့်ထားပေးပါနော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေနဲ့ပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို like and subscribe တွေလုပ်ပြီးတော့စောင့်ကြည့်ပေးဖို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲဒီလောက်နေပါပဲ